အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှာတော့ကိုယ့်ရဲ့ကွန်ပျူတာကိုယ့်ရဲ့ laptop တွေခဏခဏဆက်လိနေရင်ဘယ်လိုမျိုး setting လေးပြန်ရှင်းရမလဲဆိုတဲ့နည်းလမ်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျအရင်ဆုံးကျွန်တော်တို့က control panel တွေကိုအရင်ဆုံးသွားရပါမယ်အဲ့တော့ဒီမှာ set bar မှာ control လို့ရိုက်ရှာလိုက်လို့ရပါတယ်မဲကျွန်တော်ကရိုက်ရှာပြီးသားဖြစ်လို့ဝင်လိုက်ပါမယ်အဲ့ဒီမှာကျွန်တော်စဝင်ခြင်းဆိုရင်ကျွန်တော်တို့ဒီ category လိုပဲပေါ်နေသေးရဆိုရင်အဲ့ category ဆိုတာလေးကိုနှိပ်ပြီးတော့ကျွန်တော် let icon ဆိုတာလေးကိုနှိပ်လိုက်ပါအဲ့ဒီမှာကျွန်တော်တို့ power option ဆိုတာလေးတော့ထပ်ဝင်ပြရပါမယ်။တော့ဝင်လိုက်ပါပြီ။အဲ့ဒီမှာ shoot 1 to 10 of the display ဆိုတာလေးရှိပါတယ်။အကောင်လေးကိုကျွန်တော်ဝင်နှိပ်ရပါမယ်။အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဒီမဲ့အပေါ်ဆုံးမှာဆိုရင်10 of the display ဆိုရင်ကျွန်တော်ဘယ်နှမိနစ်မှာကျွန်တော်ဘက်ထရီနဲ့သုံးနေတဲ့အချိန်ဘယ်နှမိနစ်မှာကျွန်တော်တို့က screen ကိုပိတ်သွားစေခြင်းလဲဒီမှာကျွန်တော်ရွေးပေးလို့ရပါတယ်။ဘယ်တော့မှမပိတ်စေခြင်းဘူးဆိုရင်တော့ never ဆိုတော့ရွေးပေးလိုက်ပါ။ဒါကတော့ကျွန်တော်တို့ကြိုးထိုးထားတဲ့အချိန်မှာကျွန်တော် screen ဘယ်ရှိ off မလဲဆိုတဲ့ဥစ္စာကိုရွေးရပါနောက်ကတော့ကျွန်တော်ဒီအောက်မှာဆိုရင်တော့ကျွန်တော်ဆက်လိသွားမယ့်အချိန်မှာဒီဆက်လိသွားမယ့်အချိန်ကိုလည်းဘက်ထရီပေါ်မှာဆိုရင်ဘယ်နှမိနစ်နဲ့ဆက်လိခြင်းလဲကျွန်တော်ကြိုးထိုးထားရင်ဘယ်နှမိနစ်နေမှဆက်လိခြင်းလဲဆိုတာလေးကိုရွေးပြလိုက်လို့ရပါတယ်ရွေးပြီးရင်ကျွန်တော်ဆေးရှိန်ဆိုတာလေးနှိပ်လိုက်တာနဲ့ရသွားပါပြီအဲ့လိုနီလန်းလေးနဲ့ဓာတ်လျှော့ဆက်လိဖြစ်နေတဲ့ပြဿနာကိုဖြေရှင်းလို့ရပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ